အိမ်ရှိမာတွေမြေမကောင်းအောင်သွေးအိုင်နဲ့လဲကျသွားခဲ့တဲ့သူတို့သမီးလောင်လေးသူမရဲ့မင်္ဂလာဝတ်စုံအစားသွေးရောင်လေးကလွှမ်းသွားခဲ့ပါသည်ပန်းမြို့တော်လိုတင်စားကြတဲ့ပြင်းဦးလွင်ရဲ့ညာချမ်းအချိန်လေးဟာသွေးစွန်းတဲ့အော်ဟစ်တန်တွေနဲ့အတူရုပ်ချီးဆိုသလိုတုံလို့ခြောက်ချားသွားခဲ့ရပါတယ်ဧပြီလ17ရက်နေ့ညပိုင်းပြင်းဦးလွင်ရက်ကွက်ကြီး19တဲကအိမ်လေးတအိမ်မှာတော့မင်္ဂလာစကားဝိုင်းလေးဟာဆွတ်ဆွတ်ပြေးပြီးရှိနေရတာပါအသက်29နှစ်အရွယ်သူတို့သမီးလောင်လေးဟာမကြခင်မှာသူမရဲ့ဘဝလက်တွဲဖော်နဲ့အတူအိမ်ထောင်ပြုတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ရင်ခုန်နေခဲ့ပါတယ်အိမ်ထဲမှာမိသားစုဝင်တွေတင်မကပဲမင်္ဂလာကိစ္စတိုင်ပင်မှုရောက်ရှိနေတဲ့သူတို့သားလောင်းကိုယ်တိုင်လည်းရှိနေရတဲ့အချိန်ပေါ့ဒါပေမဲ့အဲ့ဒီပျော်ရွှင်စရာကောင်းတဲ့စကားဝိုင်းလေးကိုဖျက်ဆီးပစ်မဲ့လူတယောက်ကတော့စက်ပိန်တစည်းနဲ့အိမ်ရှိကိုစိုက်စိုက်မိတ်မိုက်ရောက်လာခဲ့ပါတယ်သူကတော့တခြားသူမဟုတ်ပါဘူးသူတို့သမီးလောင်းရဲ့ချစ်သူဟောင်းဖြစ်သူပါပဲရီစာဟောင်းဖြစ်သူဟာအိမ်ရှိကနေအချို့သားဆုံးစကလုံးတွေနဲ့ကောင်မလေးကိုအပြင်ထွက်လာဖို့ချောမော့ခေါ်ယူခဲ့ပါတယ်။သူတို့သမီးလောင်းလေးဟာသူ့ရဲ့နောက်ွယ်မှာဘလို့ကြောက်စရာကောင်းတဲ့အစီအစဉ်တွေပါလာမလဲဆိုတာလုံးဝမသိရှာခဲ့ပါဘူး။အိမ်ရှိကိုရောက်တာနဲ့တပြိုင်နက်ချောမော့နေတဲ့စကားတန်တွေဟာပျောက်ကွယ်သွားပြီးကြောက်မဲ့ထွယ်ကောင်းတဲ့ဓာတ်ချက်တွေကကောင်မလေးရဲ့ခန္ဓာကိုယ်ပေါ်ကိုကြာရောက်လာပါတော့တယ်။သူမကိုတခြားတစ်ယောက်နဲ့လက်မထက်စေခြင်းနဲ့အတ္တစိတ်နဲ့အတူရီစာဟောင်းစစ်သူဟာငိုယိုရင်းနဲ့ဓာတ်နဲ့အတင်းအဓမ္မထိုးနှက်ခဲ့တာပါသူတို့သမီးလောင်းလေးရဲ့နာကျင်စွာအော်ဟစ်လိုက်တန်းကြောင့်အိမ်ထဲမှာရှိနေတဲ့ဖခင်ဖြစ်သူနဲ့သူတို့သားလောင်းတို့ဟာထိတ်လန့်တကြားပြေးထွက်လာခဲ့ကြပါတယ်အသက်80အရွယ်ရှိပြီဖြစ်တဲ့အဖေအိုကြီးနဲ့သူတို့သားလောင်းတို့ဟာကောင်မလေးကိုကယ်တင်ဖို့အတွက်လူသက်သမားကိုအတင်းဝင်လုံးခဲ့ကြပါတယ်။ဒါပေမဲ့သွေးယူတောက်နေတဲ့လူသက်သမားဟာလက်ထဲကဓာတ်နဲ့သွေးသမျှလူကိုလိုက်လံထိုးနှက်ခဲ့တာကြောင့်အဖေဖြစ်သူနဲ့သူတို့သားလောင်းတို့လည်းတန်ရာတွေအသီးသီးရခဲ့ပါတယ်။အိမ်ရှိမာတင်မြေမကောင်းအောင်သွေးအိုင်နဲ့လဲကျသွားခဲ့တဲ့သူတို့သမီးလောင်းလေးသူမရဲ့မင်္ဂလာဝတ်ဆောင်အစားသွေးရောင်တွေကလွှမ်းသွားခဲ့ပါသည်မင်္ဂလာကိစ္စပြောဆိုနေတဲ့အချိန်ကြီးမှာပဲမင်္ဂလာပွဲဟာနာရေးပွဲအဖြစ်ကိုစက္ကန့်မိုင်းအတွင်ပြောင်းလဲသွားခဲ့ရပါတယ်ပြင်းထန်တဲ့ဓာတ်တိုင်ရည်ကြောင့်ပဲအသက်29နှစ်အရွယ်သူတို့သမီးလောင်းလေးဟာအခင်းဖြစ်နေရမှာပဲအသက်ဆုံးရှုံးသွားခဲ့ရပါတယ်ပြမှုကျူးလွန်သူရီစာဟောင်းကိုတော့လက်ရှိမှာရဲစခန်းကဖမ်းဆီးထိန်းသိမ်းနိုင်ပြီလို့သိရပါတယ်။ဓာတ်တံရရခဲ့တဲ့အဖေအိုးကြီးနဲ့သူတို့သားလောင်းတို့လည်းစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါအကြီးအကျယ်ထိခိုက်ခံစားနေကြပါတယ်။ဒီဖြစ်စဉ်ဟာပြည်ဦးလင်မျိုးခံလေးကြားမှာတုံလုတ်စရာကောင်းဆုံးသတင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။မိဘတွေကတခြားသူနဲ့အိမ်တောင်ပြဖို့စီစဉ်တာကိုမကျေနပ်တဲ့ရီစာဟောင်းရဲ့အစွန်းဒေတာအချစ်ကြောင့်အခုလိုကြေကွဲစရာဖြစ်ခဲ့ရတာပါ။လက်လောပြင်းဦးလင်မှာလူရက်တက်ဖြတ်မှုတွေခဏခဏဖြစ်ပွားနေတာကြောင့်ဒေသခင်တွေကပို့ပြီးတော့စိုးရိမ်ထိတ်လန့်နေကြပါတယ်။အချစ်ကြောင့်ဖြစ်တဲ့အမုန်းဟာလူတစ်ယောက်ရဲ့အနာဂတ်နဲ့မိသားစုတစ်ခုလုံးရဲ့ပျော်ရွှင်မှုကိုဘလို့ဖျက်ဆီးပစ်နိုင်လဲဆိုတာဒီဖြစ်ရက်ကသက်သေပါတယ်။မင်္ဂလာပွဲအတွက်ပြင်ဆင်နေရင်အသက်ပေးလိုက်ရတဲ့သူတို့သမီးလောင်လေးအတွက် Today သတင်း News Channel ကနေအထူးဝမ်းနည်းရပါတယ်။ပရိသတ်တို့တော့ဒီလိုအချစ်ကြောင့်ဖြစ်တဲ့လူသက်မှုတွေအပေါ်ဘလို့ထင်မြင်ယူဆကြပါသလဲ။ကောင်လေးရဲ့လို့ရက်ကတကယ်ပင်အချစ်ကြောင့်လို့ထင်ပါသလား။နောက်ထပ်ထူးခြားတဲ့သတင်းဥတွေကိုလည်းအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားအောင်ပါမို့ Today သတင်း News Channel ကိုစောင့်မျှော်ကြည့်ပေးကြပါအောင်ရှင်။